2026ခုနှစ် January လ2ရက်နေ့ဖြစ်ပါတယ်ဒီနေ့မှာလည်းကျွန်တော်တို့2026ခုနှစ်ထဲမှာသွားလာအသက်ရှင်ပြီးဘုရားဘုန်းတော်အတွက်လုပ်ကိုင်ဆောင်ရွက်ကြမယ့်သူတွေအတွက်နိုင်ငံနှုတ်ကပတ်တော်တစ်ချက်ကိုကျွန်တော်ဝေငှချင်ပါတယ်ဆိုတော့နှုတ်ကပတ်တော်ဝေငှခြင်းဆိုတာထက် planning တွေချကြတဲ့သူတွေကိုအကြံပေးချင်တာပါကျွန်တော်တို့နေ့တစ်မှာမလုပ်မယ်ဒီလိုလုပ်မယ်စဉ်းစားပြီးမဲ့အဲ့ဒီအရာတွေကတစ်လ2လ3လလောက်ကြာရင်ပြည့်စည်သွားတတ်ပါတယ်ဆိုတော့ planning တွေကချတာကောင်းပါတယ်ရေရှည်မလုပ်ဖြစ်ရင်အဆင်မပြေဘူးဒါကြောင့်ထာဝရ planning လို့ခေါ်ရမယ်ထင်တယ်ကျွန်တော်ယူဆပါတော့ကျွန်တော်တို့ယုံကြည်သူတွေချီဆောင်သိမ်းဆည်းခြင်းမတိုင်ခင်အထိလုပ်ရမယ်ထာဝရ planning တွေရှိပါတယ်အဲ့ထာဝရ planning ကတော့ဗာလဲဆိုဘုရားသခင်နဲ့ဆက်ဆံရေးကောင်းကောင်းအသက်ရှင်နိုင်မှုဖြစ်ပါတယ်ဘုရားနဲ့ဆက်ဆံရေးကောင်းမွန်တဲ့သက်တာရှိစေဖို့ဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့တွေအတွက်ထာဝရ planning အတွက်အဓိကလိုအပ်တဲ့အချက်ကပါလဲဆိုနံပါတ်1ရိုးရှင်းပါတယ်ကျမ်းစာဖတ်ပါယောရှု1:8အရာကျမ်းစာဖတ်ပါနေ့တိုင်းကျမ်းစာဖတ်ပါနံပါတ်2ကပါလဲဆုတောင်းပါ1သက်5 18အရာအမြဲတမ်းဆုတောင်းပါနံပါတ်3ကတော့ပါလဲဆိုဝိညာဉ်ရေးရကိုယ့်ရဲ့ဝိညာဉ်ရေးသက်တာအခြေအနေကိုစောင့်ရှောက်ပါဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ်ကိုယ့်ရဲ့အသက်တာထဲမှာဘုရားနဲ့ဆွေးမြေ့စွာသွားလာသက်ရှင်တတ်ဖို့ရန်အရေးကြီးပါတယ်နံပါတ်4တစ်ချက်ကတော့ကိုယ့်ထက်နှိမ်ပါသောသူဆင်းရဲသောသူနေစရာမရှိသောသူတွေကိုအမြဲတမ်းတတိတရားစောင့်ရှောက်ကြည့်ရှုပေးလိုတဲ့စိတ်သဘောထားရှိပါလို့ဒီအချက်4ချက်ကိုကျွန်တော်ဝေငှချင်ပါတယ်ပြန်ချုပ်ပြီးပြောရမယ်ဆိုရင်2026ခုနှစ်ကနေစလို့လာမယ့်နာဂတ်အတွက်ထာဝရ planning တစ်ခုအနေနဲ့ကျမ်းစာဖတ်ပါဆုတောင်းပါဝိညာဉ်ရေးရာရင့်ကျက်ကြီးထွားဖို့လှုပ်ဆောင်ပါကိုယ့်ထက်နှိမ်ပါတဲ့သူအားနည်းတဲ့သူတွေကိုတတိတရားဂရုပြုစောင့်ရှောက်ပေးပါဒါဆိုရင်သေချာမှတ်တဲ့ planning တွေအစီအစဉ်တွေဟာဘုရားဘုန်းတော်ထင်ရှားတဲ့အစီအစဉ်ဖြစ်ပါလိမ့်မယ်ရောက်တိုင်းဘုရားကောင်းပေးပါစေ